မှာဟောကျူဘဝမှာထူသမျှလာရူနှလားနေရူခொနရဲ့အဖြစ်အပျက်အစီအစဉ်ကျမကြားဘူးသမျှကိုတေးဖွဲ့လို့တီးဆိုပြခြင်းဖယားငါစုပွင့်တော်မူမဲ့ဗဒ္ဒဤကဘာတွေစရုပ်ချဖယားပွင့်ငြိမ်ညာသမို့ရှင်တောင်းဝင်စကြဝဠာနတ်မြမာရူညီညာယုံစုတောင်းမှဖုန်ကြောင့်မေဘုရားလောင်းလျာသခင်ဝါစုလာပြေကြာသမီးကျွေမင်းနေဝဲချမ်းမြေကြည်ပြူတရေယူတဲ့ရှင်ကဆုံးလာပြေဘူးမင်းနေတောက်ကြတာယာစီပင်လုံမနီဥရင်အင်းကြီးမြိုင်တွင်အလောင်းနာမြတ်သခင်မဟီလိုက်စုဖွာတော်မူတဲ့ရှင်တိတ်ရာလောင်းလျာသူနာသူတွေထွေတွေခေရဟန်းအသွင်နမိတ်လေးပါကိုအမြင်နန်းစီလေးမခံစားလို့ဝါစုလာပြီးရမင်းနေတနေ့လာနေရွယ်ရဲ့ရိတ်ခေါ်မိတကူရီဆိုမြည်တော့ထွက်တော်မူသည်အမောင်ကိုခွင်းဖောက်အလေးရောက်တဲ့အခါမှပင်ဟောဒီပင်နဲ့ရွှေပလင်အောင်မြင်ဟောဒီပင်နဲ့ရွှေပလင်အောင်မြင်ရှင်နာဆောင်းလာဘုရားစရုပ်ထာဖယားဖွင့်တော်မူပြီးရှင်သမီးမြူးတို့ရဲ့မိဂရာဝရေကုန်မြိုင်ရိပ်တွင်ငါဥသာဝကပြင်စဝဲကြီးမြင်တရားဥနာရအောင်မြတ်ဖယားကြွတဲ့ရှင်ဝါသူလာပြေငကားမင်းနေစနေနေ့တွင်စနေနေ့တွင်ဘုရားမြတ်စွာဓမ္မစကြာဟောတော်မူတဲ့ရှင်နေဆတရားမျက်မှောက်ထားလို့ငါပါခန္ဓာမမြဲရပြီအင်းကြီးရကုတ်သိနာယောကဆုံးလာပြေချင်းလေးရသာနေအင်္ဂါတွေခေမယထံပရိနိဗ္ဗာန်စံတော်မူတဲ့ရှင်စိတ်ငွေတော်ပင်ဝေးပြန်လို့လွင်လာတော့ကဆုံးရဲ့အလုံးနဲ့
တော့